摸了点开，摸嘞，刚才摸。哎，那个你当了，你当了呀？我参与要么就我了票，他那个，他我的地方到。我那有那个剧了喏，那那真那个老师的。ဟုတ်တယ်ငါလည်းတတိယတယ်ဘောကနည်းနည်းတတိယအားလို့အရင်တော့တူတူတွေ့ခဲ့ဆုံးခဲ့ကြုံခဲ့တာတတိယပါခုလည်းခုချိန်တော့ဘယ်ရောက်ဘာတွေနဲ့လုပ်နေလဲသိ ဟုတ်ပါအဲ့လိုအဲ့ဒီတည်းတော့ပါတတိယ ဟောနင်းတော့ဘာလို့ဒီလိုကုန်စီလဲ ဟုတ်ကဲ့ပါဘာလို့စီလဲ ဘုံကလာပါလေခေါင်းလေးနဲ့ကောင်မလေးနှစ်ယောက်ထိုင်နေလိမ့်မယ်အဲ့ဒီမှာလေးလိုက်မောင်ခန့်လို့ဆိုလိုက်ဒီလိုက်တဲ့ခါကျမောင်ခန့်လို့သူကပြောတဲ့ခါဒီပစ္စည်းလေးနှစ်ခုဒီလေးစီပို့တယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့ နော်တရားစီ ဟုတ်ကဲ့ အေးကျမထင်တာပေါ့ဒီအောင်လည်းဘာလို့လဲအောင်ကြအောင်နည်းနည်းစီနော်နည်းနည်းတော့ ဟုတ်ပါဟိုဒီကကိုမောင်ခန့်လားကိုမောင်ခန့်လားတဲ့ ဟုတ်ပါတယ်ဟုတ်ဘာလို့လဲ ဟိုပါလေအဘတယောက်ကလေဒီမှာကိုမောင်ခန့်လို့ဒီစားရုပ်လေးတွေဒီစားရုပ်လေးကိုပြေးတော့ခါတယ်ဘာမှ ဒီဘာမှမတော့ဒီတစ်ခါ ဘာမှမပါပါဘူးဒါကိုအဲ့ဒါဟဲ့တော့မဟုတ်ဘူးလား အေးဟုတ်တယ် ဟာ မစတော့နေဦးပါ လာမ အဲ့ဘယ်ဆောင်နှမ်းမှာလဲသိ ကိုလည်းအဆောင်တမ်းမှာဘူးအချက်ပါဘူးကွာ ဟုတ်လား ဟုတ်လား ရအောင်ငေါလိုက်ကြည့် ညီလေးမောင်ကန်ညီလေးတို့ဒီရောက်လာမယ်ဆိုတော့ကိုကြီးကြိုးပြီးတော့တည်တယ်ညီလေးညီလေးတို့ညီလေးနဲ့တီတီနဲ့အချောင်းပါသွားတယ်ဆိုတော့လေကိုကြီးတည်တယ်ကြားတယ်ဒါပေမဲ့ကိုကြီးမှာ9ရက်သားသမီးကဲရမယ်လှုပ်လေးတွေနဲ့ကိုကြီးကနာကြီးလှည့်နေရတယ်နေရာစုံသွားရတယ်9ရက်သားသမီးကိုကိုကြီးကဲတင်နေရတဲ့အလုပ်တွေကိုကြီးမှာတာဝန်နေအများကြီးဖြစ်လာပြီညီလေးဒါကြောင့်မို့လို့ကိုကြီးညီလေးတို့မင်္ဂလာပွဲကိုကိုကြီးမလာနိုင်ဘူးအခုညီလေးတို့ကိုကြီးရှိတဲ့နေရာညီလေးတို့ရောက်လာမယ်ဆိုတော့ကိုကြီးကြိုမြင်နေတဲ့အတွက်ကိုညီလေးစီကိုကိုကြီးမြင်မြတ်လို့ဒူဟိုမှကိုကြီးမပေးတဲ့ဒီဆွဲကြိုးလေးကိုညီလေးတို့ကိုကြီးလမ်းပေးလိုက်တာဒီဆွဲကြိုးလေးရဲ့တန်ဖိုးကိုညီလေးတို့သိမှာပေါ့ကိုကြီးမှမိဘမွေဆိုလို့ဒီဆွဲကြိုးလေးနဲ့မိဘရဲ့ဝမ်းနည်းဆုံးပညာလေးပဲကိုကြီးစီမှာရှိတာလေဒါပေမဲ့ညီလေးတို့ညီမလေးတို့ကကိုကြီးညီတယ်ညီမတွေလည်းကိုကြီးဘဝမှာဖြစ်ခဲ့ပြီဒါကြောင့်မို့လို့ငါညီတို့ဒီဆွဲကြိုးလေးကိုကိုကြီးပို့ပေးလိုက်ရတာနောက်တစ်နှစ်ကျော်နှစ်နှစ်အဲ့ဝင်းကျင်တော့ကြာရင်မောင်ခန့်ညီလေးတီတီကိုဝင်လွယ်ရလိမ့်မယ်အဲ့ဒီကလေးကအကဆိုတဲ့ကိုကြီးနဲ့တပုံစံနဲ့ဇယိုက်အတူတူဖြစ်လိမ့်မယ်အဲ့ကလေးရမ်းမင်းတို့ထိုင်ရလိမ့်မယ်နော်ဒါကြောင့်မို့လို့ဒီဆွဲကြိုးလေးနဲ့မင်းကိုကြီးလက်ဆောင်ပေးတယ်ဒီဆွဲကြိုးလေးကိုမင်းအခက်ခဲတစ်စုံတစ်ရာဖြစ်ရင်ဒီဆွဲကြိုးလေးကိုမင်းခေါင်းပေါ်တင်ပြီးတော့ကိုကြီးကိုရေချိုးပြီးတော့မင်းတန်းတားလိုက်ကိုကြီးမင်းတို့နောက်ရောက်လာခဲ့မယ်အောင်ခန့်ကြီးလေးကိုကြီးအဝေးရနေပြီးတော့မင်းတို့အမြဲတမ်းစောင့်ရှောက်နေပါတယ်ကိုကြီးကြည့်ရှုနေပါတယ်ကိုကြီးမှာတာဝန်နေရှိသေးတဲ့အတွက်ငါညီတို့ငါညီမတို့မတွေးရတာတွေးခွင့်မကြုံသေးလို့ပေါ့ညီလေးရဲ့ဒါပေမဲ့အခွင့်အခါကြုံတဲ့အခါကိုကြီးမင်းတို့နောက်ပြန်ရောက်လာခဲ့ပါမယ်ငါညီတို့ညီမတို့ချမ်းသာချမ်းသာကြပါစေလုံးစုံများစွာတတ်တော်ချမ်းသာကိုယ်စိတ်မြဲပါစေ